ကောင်းတယ် ကောင်းတယ် မလာဆိုတော့စားလို့ရပါပြီဟယ်လိုအားလုံးပဲမင်္ဂလာပါအခုဒီနေ့အဲ့နာပေါ့နော်ညာဒီလဲကုန်ပြီးတော့အခုကတော့စောင်းဝင်ပြီဆိုတော့ခြံနေပေါ့နော်တော်တော်များများကအသီးနှံတွေကိုသူတို့တွေကခူးကြတယ်တိမ့်ကြတယ်ပေါ့နော်အဲ့ဒီမှာအဲ့နာကတော့တကယ်ကိုကောင်းကြီးခံစားရတာပေါ့နော်ဒီမှာအဲ့နာကိုဒီမှာအတိမိတ်ဆွေတွေကနေဒီမှာတယောက်ပြီးတယောက်အတိမိတ်ဆွေတွေကလေတယောက်ပြီးတယောက်ဒီအခါးသီးလေးတွေလာပေးတာဒီမှာအခါးသီးတွေအဲ့နာတော့ဒါမြန်မာပြည်မှာတော့လေအဲ့နာလည်းမသိဘူးတိလားတကယ်ဟိုမြန်မာပြည်မှာနေတော့လည်းကိုကလည်းထမင်းဟင်းတွေပါလည်းမချက်ဘူးတိလားအဲ့တော့လည်းဆယ်ကျော်တက်အရွယ်တို့ပေမဲ့လည်းအိမ်အောင်ကြတဲ့အခါကျတော့ကိုမချက်ရင်မရတော့ဘူးဆိုတော့ကိုကလည်းဟင်းချက်တွေလည်းတင်ရတာပေါ့ကွယ်နေပေါင်းဆုံးကိုအမလေးချက်တာတွေကြည်တင်ရတယ်မဟုတ်ရင်လည်း YouTube မှာကြည်တယ်ပေါ့ကွယ်သူများဘယ်လိုတွေချက်လဲဆိုတာကိုအဲ့နာလိုက်ပြီးမှကြည်ပြီးမှတင်ရတာပေါ့နော်အခုလည်းဒီမှာဟိုတနေ့တုန်းကအဲ့နာတို့ဖျားเจ้าမှာအဲ့နာတို့ဆရာမကလေဒီအခါးသီးလေးကိုသူကကြော်ထားတာပေါ့နော်ပစွန်6ကလေးနဲ့ကြော်တာစားလို့ကောင်းတယ်ပြလားအဲ့နာအရန်ကြိုက်တယ်မကလေအခါးဆိုရင်မကြိုက်ဘူးအခါးဆိုရင်တော်ရုံတိုင်မစားတဲ့ထဲမှာပါတယ်ဘာကြိုက်လဲဆိုတော့အချင်တို့အချိုတို့အဲ့လိုမျိုးတွေကြိုက်တယ်အဆက်လည်းအဲ့လောက်မစားနိုင်ဘူးပေါ့နော်အခါးဆိုပိုဝေးသေးအခါးဆိုလုံးဝမစားကြဘူးဒါပေမဲ့အခုအသက်ကလေ40နားကတ်လာလို့လားမသိ30ကျော်40နားကတ်လာတော့အခါးလေးပဲကြိုက်တတ်တာအတိမိတ်ဆွေတွေကဒီမှာအဲ့နာတို့ကိုအခါးသီးတွေအများကြီးပဲပေးထားတာဒီမှာရေခဲတဲ့တာမှာကြည့်လိုက်တော့အထုပ်တွေကလေအများကြီးပဲအခါးသီးတွေဒီမှာအဲ့နာလေအဲ့ဒါကိုလေမချက်တတ်တော့လေဘလို့ချက်အောင်မလဲမသိဘူးတိလားမချက်တတ်တော့လေအဲ့ရေခဲတဲ့တာအခဲထဲမှာပဲထည့်ထားတာထည့်ထားပြီးတော့တိန်းထားတချို့ဟာရဆိုရင်နှစ်ချို့နေပြီတစ်နှစ်ကျော်လောက်ရှိပြီအခုဒါကတော့ဒီနှစ်တွေကဒီမှာလာပေးထားတဲ့အလားလေးတွေပေါ့နော်ဒီပေါ့သူတို့ကတော့အခါးသီးလို့ခေါ်တယ်များသောအားဖြင့်ဒီမှာကတော့လေဟိုချင်းလိုမျိုးတွေတော်တော်များများကဒီအခါးသီးကိုသူတို့ကြော်စားတယ်ပြီးသွားလို့ရှိရင်ဟင်းရည်ထဲမှာပြုတ်တယ်အဲ့လိုမျိုးတွေပေါ့နော်လှုပ်ရှားကြတယ်လို့ပြောတယ်အခုအဲ့နာလဲချင်းအမကြီးတွေကနေပြီးမှလက်ဆောင်လာပေးတာဒါကတော့လေဟိုရေခဲတက်တာထဲမှာထည့်ထားတာပေါ့နော်အခဲထည့်ပြီးတင်ထားတော့အခုဒီမှာထုတ်လိုက်တော့အစိမ်းအောင်မဖြစ်တော့ဘဲနဲ့ဒီလိုအရောင်ဖြစ်သွားတာပေါ့ဒီမှာအဲ့လိုမျိုးလေးဖြစ်သွားပါဒါပေါ့ဒါကတော့လက်ဆက်ဟိုတနေ့မှပေးထားတာဆိုတော့ဒီမှာတော့စိတ်လေးနဲ့အဲ့လိုမျိုးလေးရှိနေသေးတာပေါ့ကွယ်ဒါကတော့တိုင်းသားဒီချင်းလိုမျိုးတွေဓာတ်ထဲမှာတော့အခါးသီးလို့သူတို့ပြောကြတယ်ဆိုတော့သူတို့ကတော့အရန်ကြိုက်ကြပါတယ်အခုအဲ့နာဒီနေ့အဲ့ဒါလေးကိုကြော်မယ်ပေါ့နော်ကြော်ရင်းနဲ့ကိုယ့်ရဲ့ပရိသတ်လေးတွေနဲ့မသိသေးတဲ့သူတွေလည်းသိသွားအောင်ပေါ့ကွယ်ကျမထက်တော့အများကြီးပိုသိကြမယ်ထင်ပါတယ်ကျမပဲမသိတာဖြစ်လိမ့်မယ်သိလားဆိုတော့ဒီအခါးသီးလေးကိုဒီနေ့ကြော်စားမယ်ဟိုကလေပစွန်6တစ်ထုပ်ဝယ်လာတယ်ဒီမှာပစွန်6ထုပ်ကဒီမှာရွှေမင်းသားတဲ့ဟုတ်ပါဘူးပစွန်6ထုပ်ကတော့မင်းသားကြီးတဲ့ဒီမှာဒီတစ်ထုပ်ပေါ့နော်ဒါကတော့ဘလောက်သားရှိလဲတော့အဲ့နာလည်းမသိဘူးဒီလိုတစ်ထုပ်ကိုတော့အဲ့နာတို့ဝယ်ရတာတော့$25ပေးရပါတယ်$25ဒီမှာမြန်မာပြည်မှာတော့ဈေးဘယ်လောက်ရှိလဲအဲ့နာလည်းမသိဘူးဒါကတော့$25ပေါ့ဒါကတော့ဟိုဒီအထုပ်ကတော့အဲ့နာတို့ဒီ USA အတွက်ဆိုတော့$25တော့အရန်တန်တယ်တချို့ဒီမှာဆိုရင်ရောင်းတာဆိုဆိုင်မှာဆိုတသေးလေးတွေကိုတစ်ထုပ်ကို9ကျပ်10ကျပ်အဲ့လောက်ပေးရတယ်ဒါကကြောင့်တော်တော်လေးများတယ်အခုကကြစ်လစ်နေရပါကွယ်ဖောက်ပြီးတော့မှဟိုဘူးထဲထည့်လိုက်တယ်ဆိုအများကြီးဖြစ်သွားတာပေါ့ဆိုတော့အဲ့နာဟိုတနေ့အဲ့ဒါနဲ့ပစွန်6တစ်ထုပ်ဝယ်လာတယ်အခုအဲ့အခါးသီးကိုကြော်စားချင်လို့ပေါ့နော်ဒါပထမဦးဆုံးအခါးသီးကြော်တာဆိုတော့လေနော်အရသာတော့ဘယ်လိုဖြစ်မလဲတော့မသိဘူးသူတို့ကတော့ပြောတာတော့လေဟိုကြော်တာရိုးလေးပဲတဲ့ဟိုကြက်ဟင်းငါးသီးတို့ဘာတို့ကြော်စားတယ်လို့မျိုးပဲတဲ့ကြက်သွန်ဖြူကြက်သွန်လေးလေးထောင်းပြီးတော့စီတက်ပေါ့နော်ပြီးလို့ရှိရင်ကွာငရုတ်သီးစားချင်တယ်ဆိုတော့ငရုတ်သီးလေးထည့်ပေါ့ဒါမှပြီးသွားလို့ရှိရင်တော့ပစွန်6လေးထောင်းပြီးမှထည့်ပြီးမှကြော်လိုက်တယ်ဆိုရင်ပေါ့နော်စားလို့ကောင်းတယ်တဲ့ကိုကအယောင်တင်မှုတ်တွေပါကြိုက်တယ်ဆိုရင်တော့အယောင်တင်မှုတ်ပေါ့နော်နည်းနည်းလေးထည့်ပေါ့မကြိုက်ဘူးဆိုလို့ရှင်လည်းဒီတိုင်းရိုးပြောင်းလဲအဲ့လိုမျိုးကြော်ပြီးမှစားရင်ကောင်းတယ်လို့သူတို့ပြောတယ်အခုအဲ့ဒါဒီနေ့အဲ့နာစမ်းကြည့်မယ်ကောင်းမကောင်းအဲ့နာလက်ရပါတော့ဒီနေ့ကတော့အဲ့နာအမဲသားလေးကိုပြုတ်ကြော်လေးလုပ်မယ်အမဲသားပြုတ်ကြော်လေးလုပ်ပြီးတော့မှဒီအခါးသီးလေးရတော့လေဟိုအိမ်ကကလေးတွေလည်းမစားဘူးအဲ့နာတို့လင်မယားနှစ်ယောက်ပဲစားတာဆိုပြီးကြော်ထဲမှာတော့ငရုတ်တီးထည့်မယ်ဆိုတော့အမဲသားလေးကိုဒီမှာပြုတ်ကြော်လေးလုပ်မယ်ဒီမှာတော့အမဲသားကတစ်ပေါင်ကို$9.48ပြားဒီအမဲသားလေးတစ်ထုပ်ကိုဆိုတော့$14.89ပြားပေးရပါတယ်ဒီမှာအထုပ်ကတော့အများကြီးပဲဒီမှာ
ဒါအများကြီးပဲအဲ့ဒါစင်မှာနှဲတာမဟုတ်ချင်းနဲ့ရေကတော့လေဟိုစေးပြီးသားပဲအဲ့ဒါကအဲ့ဒီသူတို့ယူလာပေးကြတဲ့ရလေဘလော့လေးတည်းမထက်ခင်ပါလေအဲ့ဒါစေးပြီးသားစေးပြီးတော့ထည့်ထားအခုကဒါရေခဲတွေရှိတော့အဲ့ဒါရေတစ်ထပ်ပြန်စေးလိုက်တာပေါ့နော်အညာကလေဟိုခဲနေတဲ့အချိန်မှာလေဒီအညာကိုထုတ်လိုက်ရမှာသိလားခဲနေတဲ့အချိန်ကျတော့သူကမာတော့ကျွတ်ထွက်တာအခုကကျတော့လေအခဲကပျော်သွားတော့သူကကတ်သွားတယ်ကွာကတ်သွားတော့ခွာရတာအဆင်မပြေတော့အဲ့ဒါတော့ဒီလိုလေးပဲလှီးပလိုက်တော့မယ်ဒီလိုမျိုးမျိုးလေးပဲလှီးလိုက်ပါမယ်ဆိုတော့တို့ကဘလောက်ခါလဲတော့မသိဘူးဒီဟာကြီးကလေပုံမှန်ဆိုရင်လည်းလေအဲ့နာရဲ့အမျိုးသားကလေပြုတ်ပြီးတော့မှလေဟိုငပိရေတိုးစရာအဲ့လိုမျိုးပုံစံနဲ့လေတိုးစားရတယ်သူလေဒါပေမဲ့အဲ့နာတော့တခါမစားအခါမကြိုက်တာလေအခါမကြိုက်လားဒါပေမဲ့အခုတော့အသက်အရွယ်လေးရလာလို့ ਨੇ တူတယ်အခါတွေကြိုက်တလားဘာတော့ဒီမှာအဲ့နာလှီးထားတာဒီမှာညာကြီးပဲဒီအိုးတဝက်တောင်ကြော်လာဟောတော့အဲ့နာ这种炒没垃圾，好了，没俺们，我俩大牛仔的，俺都现在什么别，俺那罗了拍到里边啥的，听说那那路菜被嘛啥嘛，俺路处理嘛啥路讲那里喏，俺说什么别的喏，顺道了地步里嘛对没？我们家人嘛。အဲ့လိုတော့ပူးရပါတယ်မောင်ရေစိန်လိုက်တော့ပွားသွားမှာဗျာဒီနေရာမှာတော့အဲ့နာလေးပစွန်ချောက်ကိုလေအရင်ချင်းညက်အောင်မထားအောင်အဲ့လိုမျိုးတစ်ချမ်းနှစ်ချမ်းကွဲရုံလောက်လေးပေါ့နော်အဲ့လိုလေးပဲထောင်းမယ်ဘာလို့ဆိုအဲ့ဒီပစွန်ချောက်အဖက်ကလေးကိုလည်းအဲ့လိုမျိုးအဲ့ဒီဟိုပစွန်ချောက်အဖက်ကလေးအဲ့လိုမျိုးပါတဲ့အရာတာမျိုးလိုချင်တယ်ဆိုတော့အဲ့ဒါပစွန်ချောက်ကိုအရန်ကြီးမှုတ်အောင်မထောင်းမနဲ့နှစ်ချမ်းသုံးချမ်းကွဲရင်ရပြီပေါ့နော်ကြောက်ကမနဲ့ကောက်စားရတယ်ကုံတော့မှာငယ်တော့မွေးစားမေရလေကျမပစွန်ချောက်တွေထောင်းခိုင်းလဲဆိုရင်လေထောင်းခိုင်းတော့အများကြီးပဲဒီလားထောင်းလို့ပြီးသွားရင်အများကြီးမရှိတော့နည်းနည်းပဲရှိတော့ဘာလို့စားကောင်းတော့နှိုက်စားတာလေပြီးသွားပါပြီရှင်ကဲအခုတော့ဒီမှာအဲ့နာစက်သွန်နေလည်းလှီးပြီးသွားပြီစက်သွန်ဖြူလည်းထောင်းပြီးသွားပြီပေါ့နော်အခုတော့အဲ့နာစပြီးတော့မှချက်ပါမယ်ဆိုတော့လိုက်ကြည့်ပါဦးပြီးတော့အဲ့နာဒီမှာအယောင်တင်မှုတ်လေးနည်းနည်းလေးချက်လိုက်မှာကိုကတော့ဒီမှာစွန်ချောက်လေးကိုနည်းနည်းလေးမှုေးတဲ့အထီလေးပေါ့ကွယ်မှုေးပေးလိုက်ပါမယ်ရှင်မှုေးနေရတယ်ပစွန်ချောက်လေးထားတယ်ပေါ့နော်ခရမ်းသီးဗာလဲခရမ်းသီးတောင်ဖြစ်တယ်အခါသီးတွေထည့်မယ်ပေါ့နော်ဒီမှာစားနဲ့ထည့်ပါမယ်တော့စက်သားမှုတ်ပေါ့နော်နည်းနည်းထည့်မယ်လေးမှုေးသွားအောင်ငံပြားလေးထည့်မယ်ပေါ့နော်အခါသီးကြော်နေတဲ့အချိန်လေးပေါ့နော်ဒီမှာအဲ့ဒါအခုတော့အမဲသားလေးကိုလှီးပါမယ်မဲသားလည်းမလှီးတတ်ပါဘူးကွယ်ဒီမျိုးလေးပေါ့နော်အဲ့လိုရှည်လေးလှီးပါမယ်ကဲပြီးတော့ပါပြီရှင်ဒါဆိုတော့ဒီထက်မှာတော့လေအန်နာကအမဲသားကိုလေရိုးလေးပဲပြုတ်ကြော်လုပ်တာအထက်မှာကြက်သွန်ဖြူထည့်တယ်ပြီးသွားလို့ရှင်ဂျင်းလေးနည်းနည်းလေးထည့်တယ်ဆိုတော့ကလေးတွေကတော့ဂျင်းအနက်အရမ်းပြင်းတို့မစားကြအောင်ပေါ့နော်ဆိုတော့အထက်မှာအန်နာကတော့ဂျင်းလေးကိုတပြားလောက်ပဲလှီးပြီးမှထည့်မယ်ပြီးတော့လို့ရှင်တော့ကြက်သွန်ဖြူအများကြီးပို့ထည့်မှာပေါ့နော်ပြီးရင်အဲ့ဒါထဲမှာစီရဲစားရဲစက်သားမုတ်လေးရဲနည်းနည်းထည့်ပြီးတော့မှပြီးစနွဲလေးနည်းနည်းထည့်မယ်အဲ့ဒါပြီးရင်တော့အန်နာပြုတ်ပြီးတော့မှပြုတ်ကြော်လေးလိုမျိုးလုပ်လိုက်နေမှာပေါ့နော်အဲ့နာဒီမှာရေ
ဒီဘူးနဲ့တဝက်လောက်ထည့်လိုက်ပါတယ်ကဲအခုတော့ပြီးသွားပြီဆိုတော့အဲ့ဒါကဒီလိုလေးပဲမှွေပေးလိုက်ပါမယ်ဒါကတော့တကယ့်ကိုအလွယ်ဆုံးဟင်းနီးပဲသိလားအစာပလာလည်းအများကြီးထည့်စရာမလိုဘူးအဓိကကြက်သွန်ဖြူများများပဲတုံးလိုက်တာပေါ့နော်ကြက်သွန်ဖြူအများကြီးချက်လိုက်မယ်ဆိုရင်တော့အနှစ်လေးနဲ့ကမှွေးပြီးမှလေအဲ့လိုမျိုးတော်တော်လေးစားလို့ကောင်းတယ်ဆိုတော့ဒါကတော့အဲ့နာရဲ့နီးပေါ့နော်ဒါကတော့သူများနီးကိုကြည့်တာမဟုတ်ကိုယ့်ဘာကိုရှောက်ချက်ထားရင်လည်းမှတစားလို့လည်းကောင်းတယ်ပြီးတော့ကလေးတွေလည်းအရမ်းကြိုက်တယ်လွယ်လွယ်ကူကူလေးနဲ့အဲ့လိုမျိုးလေးနဲ့ချက်လိုက်ရတာဆိုတော့လေကဲအဲ့ဒါအခုအဲ့လိုမှွေလိုက်ပြီဆိုတော့ဒီနီးလေးကလေကလေးတွေတော်တော်များများကြိုက်ကြတယ်ဆိုတော့အဲ့လိုလေးပြုတ်ကြော်လေးလုပ်ပြီးတော့ကျွေးကြည့်ပေါ့နော်ကဲဒါဆိုတော့ဒါအဲ့ဒါမီးဖို့ပေါ်မှာတင်လိုက်မယ်နော်ဖုံးလေးဖုံးထားလိုက်မယ်မီးဖို့ကတော့ဒီမှာ၄ဖို့လေ၄ခုရှိတယ်ဆိုတော့၄ခုရှိတော့အဲ့ဒါဟင်းချက်ရင်လေတစ်ခါတည်း break ထဲပဲအဲ့လိုမျိုးချက်ပလိုက်တယ်ဆိုတော့ဒီဖက်မှာကအခုအခါပြီးကြော်တယ်ဟိုဖက်မှာတော့အမဲသားပြုတ်ကြော်လေးလုပ်တယ်ပေါ့နော်ခုကတော့ဒီမှာလေဒီလိုမျိုးလေးခြောက်ပြီးတော့မှသူ့ရဲ့အသားလေးတွေကလည်းကြစ်လေးဖြစ်လာရေပေါ့နော်။ဒါဆိုတော့စားလို့ရပါပြီ။ဒါပြီးသွားပါပြီရှင်။ဒီမှာအမဲပြုတ်ကြော်လေးရလည်းရခါနေပြီ။အရှင်လေးနည်းနည်းပဲကြံတော့တယ်ဒီမှာ။အသားသူ့ရဲ့အသားလေးရလည်းနည်းနည်းအေးအေးလေးဖြစ်နေပြီပေါ့နော်။ကဲရပါပြီရှင်။အမဲပြုတ်ကြော်လေးလည်းရသွားပြီ။ဒါလေးကတော့အခါသီးကြော်လေးပါအမဲပြုတ်ကြော်လေးပေါ့နော်တံပြားရေပါအခုတော့အဲ့နာတံပြားရေတောက်ရတယ်သွေးခဏခဏတိုးလို့လေအဲ့ဒါကြောင့်မလို့ဒီနေ့အနာရဲ့ဟင်းရနည်းနည်းလေးအချောက်ဖြစ်နေတာပေါ့နော်စားဖို့ကောင်းလားအနာမျိုးသားကြိုက်မှလားဒီထဲမှာလေငရုတ်သီးလေးပါထည့်ထားတော့စားလို့ကောင်းတယ်တော့ခါတက်လေးရဲ့ပြင်ငရုတ်သီးလေးရတယ်နည်းနည်းဆက်လေးနဲ့ဆိုတော့အဲ့လိုမျိုးလေးဘယ်လိုလေးလဲမသိစားကောင်းတယ်မပြောတတ်ဘူးအဲ့ဒါကြိုက်တယ်ခုနအဲ့ဒါကြော်ရလေအခုအဲ့ဒါကိုစားဖို့အတွက်ဒီလိုတစ်ပကံရတယ်ပြီးတော့ဒီမှာအဲ့ဒါဘူးလေးထဲမှာလည်းထည့်ထားဘူးမဟုတ်ဘူးကြီးမအဲ့လိုမျိုးဒီဘူးကြီးနဲ့လည်းပေါ့နော်ဘူးတဝက်ကြော်လောက်ရတယ်အများကြီးပဲဒါတော့နောက်လေးစားဖို့အတွက်အဲ့ဒါရေခဲတက်တာတွေမှာထည့်ထားမယ်ဆိုတော့အဲ့ဒါတွေကအဲ့လိုမျိုးကြော်ရင်လေတစ်ခါတည်းလို့အများကြီးကြော်ပြီးတော့လေရေခဲတက်တာတွေမှာတင်ထားလိုက်တာအဲ့ဒါပို့အဆင်ပြေတယ်ခဏကြော်ရင်လည်းအဆင်မပြေဘူးအထူးသဖြင့်အခုလိုစားရသည်ဆိုရင်လည်းဒီလိုမပိငံပြားရေးဘာညာကြော်တဲ့ဟာဆိုအိမ်ထဲမှာကြော်ရတာအဆင်မပြေဘူးတကားဖွင့်လို့ကလည်းမရဆိုတော့လေနော်ဟိုအိမ်ရန်နန်တယ်လေအဲ့တော့အနာကြော်ရင်အဲ့လိုမျိုးတစ်ခါတည်းပဲအများကြီးကြော်ပြီးဘူးထဲထည့်ပြီးရေခဲတက်တာတွေတင်ထားတယ်ဒါဆိုရင်တော့ဒီနေ့အနာရဲ့ဗီဒီယိုလေးကိုဒီညမှာပဲအဆုံးသတ်လိုက်မယ်နော်ကြည့်ပြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့အနာဒီမှာတစ်ခါမှမကြော်မချက်ဘူးတဲ့ဒီအခါသီးလေးကိုပေါ့နော်ကြော်ပြတဲ့နီးလေးပဲဖြစ်တယ်စားလို့ကောင်းတယ်ကြော်စားကြည့်ပါတော်တော်လေးစားလို့ကောင်းတယ်မလားမဆလာမဟိုင်စားလို့ကောင်းတယ်အဲ့ဒါလေဆိုတော့ကဲတော့အခုမှရောက်လာ呀စားလားမဒါစားမလား呀လက်စားကြည့်မလား
ပူမှာဆုံးလို့ကောင်းလားကောင်းတယ်လို့ပြောလိုက် ကောင်းရ ကောင်းတယ် ကောင်းချေ ဗီဒီယိုလေးကိုဒီညမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နော်ကြည့်ပြတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ် bye 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 bye